ကျွန်တော်ငယ်ငယ်ကကြုံတွေ့ခဲ့ဘူးတဲ့ဖြစ်ရဆန်းလေးတစ်ခုပြောပြမယ်အချိန်3မိနစ်ပဲပိုဝိုင်းလည်း5မိနစ်ပေါ့ငယ်ငယ်တော့ဆိုတာတော့ကျွန်တော်တက္ကသိုလ်ကျောင်းသားအရွယ်ပေါ့ကျွန်တော်ရန်ကုန်မှာကျောင်းတက်နေတဲ့အချိန်ထူးဆန်းလေးပေါ့ဘာထူးဆန်းတာလဲဆိုတော့ကျွန်တော်ကျောင်းကပြန်လာတိုင်းပေါ့နော်ကျောင်းကပြန်တဲ့လမ်းမှာအရန်ထူးဆန်းတဲ့အဖိုးကြီးတယောက်တွေ့တာသူ့ပုံစံအရန်ထူးဆန်းတယ်တခါမှမမြင်ဘူးတဲ့ပုံစံအသက်ကတော့65အထက်လောက်ပေါ့နော်အရွယ်လောက်အဲ့တော့ကျွန်တော်ပုံစံကြီးထူးခြားနေတော့ကျွန်တော်ကလည်းတတိထားမိနေတာအဲ့လိုနဲ့တရက်ကြတော့ကျွန်တော်အဲ့လည်းဒီတိုင်းပဲပုံမှန်ပဲကျောင်းကပြန်လာတယ်အဲ့ချိန်မှာသူကကျွန်တော်စကားလာပြောငါတူတဲ့အချိန်3မိနစ်လောက်ရမလားကျွန်တော်ကထင်လိုက်တာပေါ့သူတို့ယုံကြည်ရာတွေကိုကိုွယ်ရာတွေဘာတွေပြောပြတော့မလားဒါမှမဟုတ်ပစ္စည်းတစ်ခုခုများရောင်းတော့မလားပေါ့နော်ကျွန်တော်လည်းရင်းကြီးတော့ညင်းလိုက်ပါတယ်ကျွန်တော်သွားကြလေးရှိသေးလို့ကျွန်တော်အချိန်မရှိဘူးဆိုပြီးပြန်လာအဲ့ဒါအေးစေးပဲအဲ့လိုနဲ့အမိသေးတယ်နောက်2ရက်လောက်လည်းနေဟောကျွန်တော်ကျောင်းမှာပြဿနာတက်တယ်ကျွန်တော်ကျောင်းပြေးတာတွေများပြီးတော့ attendance နဲ့ပတ်သက်ပြီးတော့ဆရာမဆောင်းမပေးမဖြစ်ဘူးအိမ်ခေါ်မယ်လူကြီးခေါ်မယ်မိဘခေါ်မယ်ပါညာပေါ့နော်အဲ့ဒီကျောင်းမှာလည်းဘူးတလန်းလုံးလည်းအိမ်ပြန်လမ်းမှာတလန်းလုံးလည်းဘူးနေတာအဲ့တော့အဲ့နေရာရောက်တော့အဲ့ဘူးကြီးရှိတယ်ကျွန်တော်အဲလန်ထဲမှာဆိုရင်ကျွန်တော်ကွင်းရဆိုင်လေးရှိတယ်ကွင်းရဆိုင်လေးညနေဆိုရင်ပိတ်ပြီအဲ့နားမှာတက်တိုင်လေးရှိတယ်အဲ့တက်တိုင်နားမှာသူကဖက်ကျန်းလေးဖွာပြီးစောင့်နေဘာဟုတ်စောင့်နေမှန်းတော့မသိအဲ့ဒါကျွန်တော်လည်းတွေ့ရသူကလူကြီးဆိုတော့လေအရေးကဲကြည့်တတ်တာဟာတဲ့ငါတူတယ်အဲ့ဒါလည်းမကောင်းပါလားပြီးကျွန်တော်ကလည်းဘယ်လိုခေါ်မလဲလူကလည်းဘူးနေတယ်လူငယ်ဆိုတော့ပြီးတော့အိမ်ကိုလည်းကြောက်နေတဲ့အချိန်ဆိုတော့အားကိုးရှာတာပေါ့ရင်ဖွင့်လိုက်တာပေါ့ရင်ဖွင့်ချင်တာပေါ့ဟုတ်တယ်ဗျာလို့ကျွန်တော်ကျောင်းမှာတက်တိုင်းတက်လာလို့ဆိုတော့ဘာပြောလဲဆိုတော့ငါတူတဲ့အချိန်3မိနစ်လောက်ရမလားတဲ့ငါတူစိတ်ညစ်နေတာတွေအထောက်အကူဖြစ်စေမယ်တဲ့ကျွန်တော်လည်းတွေးလိုက်တော့3မိနစ်နဲ့ဘာထူးမှလဲပေါ့သူကလည်းပြောတော့ဘာမှရောင်းမှမဟုတ်ဘူးတဲ့ဘာမှလည်းလိုက်လို့စရာမလိုဘူးတဲ့โอเคဟုတ်ကဲ့လို့ကျွန်တော်ရပါတယ်လို့ဆိုတော့3မိနစ်ကကျွန်တော်ဘဝမှာအကြာဆုံး3မိနစ်ပဲပြီးတော့သူပြောတာတွေနားထောင်ပြီးသွားတော့ကျွန်တော်ဘယ်လိုခေါ်မလဲဒါကတော့တင်စားပြီးပြောတာပေါ့ညံအလင်းပွင့်သွားတယ်လို့ပဲဒီလောကကြီးကိုကြည့်တဲ့different angle ပေါ့နော် shoot out နောက်တစ်ခုနဲ့မြင်လိုက်ရတယ်လို့ပဲကျွန်တော်ဘဝကြီးတယ်ဗျတော့အတိအစမ်းကြီးဖြစ်တော့ကြောင်ပြီးတော့လေအတွေးပေါင်းများစွာနဲ့အဲ့လိုမျိုးဖြစ်သွားဒါပေမဲ့ဘုရား3မိနစ်တည်းသူပြောချင်တာပြောပြီးတော့ထွက်သွားကျွန်တော်တို့တယောက်တည်းအဲ့လိုကြောင်ကြီးနဲ့အတွေးတွေနဲ့ပေါ့နော်ကြံခဲ့အဲ့ဒီလိုနဲ့နည်းနည်းကြော်လိုက်မှာပေါ့နော်ကျွန်တော်တို့အဲ့လိုညနေတိုင်းကြောင်ပြက်လာတိုင်းတွေးဖြစ်သွားတယ်နောက်ခင်သွားတယ်ပေါ့နော်နောက်ပိုင်းလက်ဖက်ဆိုင်တွေပိုင်းတူတူထိုင်းနေပီယာဆိုင်တွေပိုင်းသွားရင်လည်းခေါ်ဖြစ်တယ်ပေါ့နော်တွေးဖြစ်တယ်အဲ့လိုနဲ့သူနဲ့ခင်မင်လာတာတော်တော်ကြာလာတဲ့တွေပိုင်းကြီးလာပေါ့နော်အဲ့တော့တဖြည်းဖြည်းကျွန်တော်ဗာသတိထားမိလာတယ်သူနဲ့တွေ့ပြီးနောက်ပိုင်းမှာကိုအတွေးခေါ်တွေပြောင်းလဲတာတယ်နေများကိုဆိုတာသိမပိုင်တယ်လို့ဖြစ်လာအဲ့ဒါကျွန်တော်ကလည်းအသက်ကြီးလာတော့မှတဖြည်းဖြည်းရိပ်မိလာအဲ့နဲ့သူနဲ့လည်းဒီဘိုးကြီးနဲ့လည်းခင်နေတာကြာပြီဆိုတော့ကျွန်တော်တရက်ကြတော့တဲဆန်းပဲဘာလို့ကျွန်တော်ယုံကြည်တာတခုရှိတယ်လို့ကိုယ့်ဘက်ကတခုခုဘာမှမပေးလိုက်ရပဲနဲ့တော့တခုခုတော့မရဘူးလို့အခုလို့ဘာနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ကြာလာတာနဲ့ကျွန်တော်ဘက်ကတခုခုဆုံးရှုံးလာတယ်ခံစားနေရတယ်တစ်ဖက်ကလည်းအတွေးခေါ်တွေပါရတာပေါ့လို့ဆိုတော့ပြီးတော့ကျွန်တော်မေးလိုက်တယ်ကျွန်တော်စီကဘာတွေယူသွားလဲအဲ့တော့ဘုန်းကြီးကရှိတယ်အတူတဲ့မိမပေးတာငါဘာမှမယူပါဘူးဒီချိန်ကို3မိနစ်ထဲပဲတဲ့ပြီးတော့ရီပြီးတော့ထွက်သွားတယ်လောကကြီးထဲမှာတချို့အရာတွေကအဲ့လိုဘုံတိုင်းဆိုပြီးရုပ်ထက်ကြီးမပြောက်ွယ်သွားလူတီနဲ့တဖြည်းဖြည်းချင်းအဲ့လိုပက်ပါလာ